Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ Furi သားချက်ပါဒီနေ့မှာတော့မိုးရီကလည်းအရမ်းရွာပြီးရာသီဥတုကလည်းအေးနေတာဆိုတော့ဒီရာသီလေးနဲ့လိုက်မဲ့မြင့်ချင်ခောက်ဆွဲလေးတော့စားပါမယ်အမဲသားနဲ့မှာလိုက်တာဖြစ်ပြီးတပွဲကိုတော့12000ပေးခဲ့ရပါတယ်ခောက်ဆွဲ2မျိုးရွေးလို့ရတယ်ဆိုပေမဲ့ကျွန်တော်ကတော့ဝါဥခောက်ဆွဲနဲ့ပဲမှာခဲ့လိုက်ပါတယ်သူမြင့်ချင်အရေးရတာလေးကလည်းလေအရန်ကြီးထုံဆက်နေတဲ့အထဲကိုမပါဘဲနဲ့အနေတော်လေးနဲ့စားလို့ကောင်းပါတယ်အခုလိုရာသီဥတုအေးအေးလေးမှာမြင့်ချင်ခောက်ဆွဲပူပူဆက်ဆက်လေးကိုစားလိုက်ရတာကတကယ်ကိုလောကနေပံပုံပါပဲအမဲသားပြားတွေကလည်းတော်တော်များများကိုပါပါတယ်အမဲသားပြားတွေကလည်းလေပြုတ်ထားတဲ့ဆိုပေမဲ့မမတောင့်တောင့်ချင်းမဟုတ်ဘဲနဲ့အီအီတုံတုံလေးနဲ့တော်တော်လေးမှတော်တော်လေးကိုဝါလို့ကောင်းပါတယ်ပေးရတဲ့ဈေး12000ကလည်းလေနည်းနည်းလေးတော့များတယ်ဆိုပေမဲ့အမဲသားပါဝင်မှုနှုန်းနဲ့ဆိုရင်တန်တဲ့ထဲတော့ပါပါတယ်ကျွန်တော်အတွက်တော့လေမြင့်ချင်ခောက်ဆွဲတပွဲတွေကမဝါတာမဟုတ်လို့ရှမ်းခောက်ဆွဲတပွဲလည်းထပ်မစားခဲ့လိုက်ပါသေးတယ်ရှမ်းခောက်ဆွဲကအရသာအရန်ကြီးပေါ့နေတာမို့လို့ကျွန်တော်ပါစက်နဲ့တော့အကြိုက်မတွေ့ခဲ့ပါဘူးတပွဲကိုတော့9000ပေးခဲ့ရပါတယ်ကျွန်တော်သွားစားခဲ့တဲ့ဆိုင်လေးကတော့ Junction City 9လော့မှာရှိတဲ့ဖူးကောင်းကမူဆယ်သူဆိုတဲ့ဆိုင်လေးပါမြင့်ချင်ခောက်ဆွဲလေးကိုတော့အကြိုက်တွေ့ခဲ့ပေမဲ့ရှမ်းခောက်ဆွဲကိုတော့လုံးဝမကြိုက်ပါဘူးဇလုံးလိုက်ကြီးမော့ပြီးရင်တော့ပြန်มาတော့မယ်တတာ